ချလား ရာသုံးချဝင်တဲ့ထွန်းထွန်းကိုတန်တာမိုးတိတ်တည်ပြောပြီးပရိသတ်များပဲမိလာများဆွေစုံ entertainment channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေတန်တာမိုးတိတ်ရဲ့ခြေကိစ္စတွေကလူမှုကွန်ရက်စာမျက်နှာပေါ်မှာပေါ်လောက်ရိုက်ခဲ့ပါတယ်တန်တာမိုးတိတ်ဟာသူမရဲ့ချစ်သူဟောင်းကိုဝင်းမောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပထမဆုံးအနေနဲ့ရင်ဖွင့်လာခဲ့ပါတယ်သူမရဲ့ပြောကြားချက်တွေအရစာတွဲခဲ့တဲ့အချိန်ကလေးကချစ်သူဟောင်းရဲ့ဖောက်ပြန်မှုတွေဟာအယောက်90နီးပါးထိရှိခဲ့လို့သိရပါတယ်။လူပညာလောကတွေကတက်သစ်စာတွေအပြင်ကဇာတ်တွေပါဝင်ခဲ့ပြီးပတ်ပင်းမိတဲ့အခါမှာတော့အဆက်ခွဲခံရတာလက်လက်ကောင်မှာစောက်တွန်းခံရတာမျိုးတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။ကျမကိုခြေပါလက်ပါလုတ်ခဲ့တယ်။ကျမခြေလက်တွေမှာဒဏ်ရာရခဲ့တယ်။ကျမကလပ်ကိုယ်တိုင်ကပဲမဖြစ်နိုင်တော့မှန်းသိလို့ထားခဲ့တာဖြစ်ပြီးသူမဘဝမှာသူမကိုထားခဲ့တဲ့သမိုင်းမရှိဘူးလို့ပြောကြားခဲ့ပါတယ်။ချစ်သူဟောင်းကမင်္ဂလာပွဲမတိုင်ခင်အထိဖုန်းဆက်ခဲ့ပေမဲ့လက်ချက်မဲ့မိန်းကလေးကိုစာနာပြီးဖုန်းမကင်ခဲ့တာကိုလည်းရှင်းပြခဲ့ပါတယ်။ရှင်တို့ရီစာဟောင်းနေစီကိုမနေ့3:46မှာဖုန်းခေါ်ပြီးတော့အလုပ်ကိစ္စပြောလာဒီစားရဲ့အပေါ်မှာလူမှုကွန်ရက်တွေပေါ်ကလူဝယ်မှုတွေများလာတဲ့ကလက်ရှိသူတို့သားဖြစ်သူဝင်းမင်းမောင်နဲ့ခင်မင်းကြီးနဲ့တရုတ်ဆောင်ထွန်းထွန်းကဝင်ရောက်ပြီးဖြင်းလင်းချက်တစ်ခုတင်ခဲ့ပါတယ်။ချင်းလင်းချက်တင်ရတဲ့ရွေးချက်ကတော့လက်ရှိမင်္ဂလာပွဲကျင်းပပြီးကစားတငယ်ချင်းထောက်တာမာလေးကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေစော်ကားပြောဆိုမှုတွေများလာလို့ရှင်းပြရတာလို့ဆိုပါတယ်။ဝင်းမောင်ရဲ့နောက်ဆုံးချစ်စလန်ဟာ2024ခုနှစ်နိုဝင်ဘာမှာပြီးဆုံးသွားခဲ့တာကိုတငယ်ချင်းတိုင်းသိရှိကြောင်းထောက်ပြခဲ့ပါတယ်။ဒီဇလန်ပြတ်သွားပြီးမှဒေါက်တာမာလေးကိုစားတွေ့ပြီးချင်းကပ်ခဲ့တာလို့ဆိုပါတယ်။ဒေါက်တာမာလေးကလူပညာလောကတွေကမဟုတ်တဲ့အတွက်ဝင်းမောင်ကိုအရင်စရိုက်တွေဖျောက်ဖျက်ပြီးမှချစ်ကြိုက်ဖို့အပျော်ကြံမှုမသိကြောင်းတငယ်ချင်းတွေကကြားမြင်ခဲ့ပေမဲ့ဂရိတွေပေးပြီးတကယ်ချစ်မြတ်လို့ကြောင်းအာမခံခဲ့လို့ထွန်းထွန်းကိုယ်တိုင်မိတ်ဆက်ပေးခဲ့တာလို့ဆိုပါတယ်။ဖျားမှာပါတောက်ပြီးဂရိပေးပါမယ်ဆိုလို့ကျွန်မသူ့ပြန်တွဲခဲ့တာ။ဝင်းမောင်ဟာဒေါက်တာမာလေးကိုရဖို့6လနီးပါးတဲတန်စူးစမ်းခဲ့ရပြီးနေတိုင်းဒီမှာပန်းစီတွေပေးအရက်ပီယာတွေဖြတ်နေတိုင်းတွေ့နိုင်ဖို့ဒိုင်းရက်ပလန်ဝင်ခဲ့ရအကြောင်းကိုလည်းဖော်ပြခဲ့ပါတယ်။အဲ့ဒိုင်းရက်ပလန်ဟာကျွန်မတွေ့ထားပြီးသား။နောက်ဆုံးဖုန်းဆက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့3လခန့်ကရုပ်ရှင်ကိစ္စနဲ့ပတ်သက်တဲ့အလုပ်ကိစ္စဖြေရှင်းဖို့ဒေါ်လာနဲ့မနေ့စောဖုန်းဆက်ခဲ့မိတာဖြစ်ပြီးပုဂ္ဂိုလ်ရေးကိစ္စလုံးဝမဟုတ်ကြောင်းဖုန်းလည်းမကင်တဲ့အတွက်ဝန်ထမ်းတွေနဲ့သာဆက်သွယ်လှုပ်ဆောင်ခဲ့ကြောင်းဝန်ခံခဲ့ရလို့ရှင်းလင်းထားပါတယ်။ထွန်းထွန်းရဲ့ရှင်းလင်းချက်ပေါ်မှာတနာမိုးသိကလည်း live မှာတစ်ဆင့်ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ထွန်းထွန်းပြောသလိုဖုန်းတစ်ချိန်သာဆက်ခဲ့ခြင်းမှန်တော့လည်းအလုပ်ကိစ္စဆိုရင်မနေ့3နာရီဝန်းကျင်မှာဆက်မှာမဟုတ်ကြောင်းနဲ့သူမကဘလော့ထားလို့မကင်နိုင်ခဲ့တာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ငါစီကိုပြောလို့မှမရငါဘလော့ထားတာလေယခုနေ့မတ်လမှာသူမရဲ့မွေးနေ့အတွက်နေပြည်တော်ကဟိုတယ်တစ်ခုမှာအခန်းတစ်ခန်းစီချပြီးတော့တဲခိုခဲ့ပြီးစကားပြောခဲ့တဲ့ကြောင်းဖော်ထုတ်ခဲ့ပါတယ်။ငါနဲ့သူနဲ့တွေ့တယ်။အဲ့တော့သူနဲ့ငါနဲ့စကားပြောဖြစ်တယ်။အဲ့ဒီချိန်ကဝင်းမောင်ဟာလက်ရှိဇနီးရဲ့ဒိုင်ယာပေါဖူးကိုနေပြည်တော်အထိတည်ဆောင်လာခဲ့တာကိုတွေ့ခဲ့ရပြီးဒါအမျိုးသမီးကအဖေမပေးရသေးပေမဲ့သဘောကျမှုလွန်ကျူးနေပြီဖြစ်ကြောင်းသတိထားမိခဲ့လို့ဆိုပါတယ်။ထွန်းထွန်းရဲ့ရှင်းလင်းချက်မှာဝင်းမောင်ကိုအရင်အချင်းစရိုက်တွေဖျောက်ဖျက်ပြီးမှချစ်ကြိုက်တဲ့ကြောင်းနဲ့အတိုင်းဝိုင်းနေထားရအပြောမကျန်တဲ့ကြောင်းရေးသားထားခဲ့တာနဲ့ပတ်သက်ပြီးသူမဘက်ကဘယ်လိုအတိုင်းဝိုင်းဖြစ်နေတာမို့ဒီလိုရေးသားရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ကျွန်မတို့တင်နေရှင်တို့အဲ့တော့ပါစက်တိပေးခဲ့ကြတာ။ဒါပြင်ဝင်းမောင်ဟာမင်းညာကသူမကိုဖုန်းဆက်ပြီးတောင်းပန်ကဒီဖုန်းခေါ်ဆိုခြင်းဟာသူမကိုအနိုင်လိုစိမ့်နဲ့တင်ခဲ့တာဖြစ်ကြောင်း Facebook ပေါ်ပြန်တင်ပေးဖို့တောင်းဆိုခဲ့လို့ဖွင့်ချလာခဲ့ပါတယ်။ကျွန်မကိုနိုင်ငံစောနဲ့ရေးလိုက်အမှန်မဟုတ်ပါဘူးလို့စပြန်တင်ပေးပါတယ်ဒီဖြစ်စဉ်မှာတနာမိုးသိန်းကသူမဟာကာကန်ရှင်တွေကိုမထိခိုက်စေခြင်းပဲအပေါင်းအသင်းတွေရဲ့တပတ်ဆောင်တင် post တင်ရေးသားမှုတွေဟာဝင်းမောင်ရဲ့အိမ်တော်ရေးပေါ်ပုံမဆိုးရွားလာစေမယ့်အကြောင်းတွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။သူမအနေနဲ့လုံခြုံရေးထိခိုက်မှုတွေဖြစ်လာရင်ဆိုပါသူတွေရဲ့တာဝန်ရှိကြောင်းတတိပေးခဲ့ပါတယ်။ဝင်းမောင်ဘက်ကတော့အခုချိန်ထိဘာမှမရှိသေးပဲနေနေဆဲဖြစ်ပါတယ်။ဒီကိစ္စဘယ်လိုဆုံးသက်လဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့နောက်နေ့မှာလည်းအခုလိုမျိုးသတင်းတွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။လုပ်နေခဲ့ကြလေ။